ဒီနေ့မှာတော့အာရကတက်တော် AA ပေါ်မှာလူခွင့်ရေးကောင်းစဉ်နဲ့ဆွဆွဲခဲ့တဲ့ HRW Human Rights Watch ဆိုတဲ့ NGO အဖွဲ့အစည်းရဲ့အကြောင်းကိုအထူးဖြည့်ကြည့်ကြပါမယ်။တသက်ညာပြောရရင်တော့ဒီအဖွဲ့အစည်းက Cherry Picking ဆိုတဲ့ Cherry ဒီတခင်းလုံးတွေကပုတ်နေတဲ့တစ်လုံးကိုရွေးထုတ်ပြီးဒီ Cherry King ကလုံးဝမကောင်းဘူးလို့ကဘာကြောင်ပြပြလေးရှိတဲ့အဖွဲ့အစည်းပါ။ဒီအတွက်ဝေဖန်ခံရတဲ့ကဘာကြောင်ဖြစ်ပျက်တွေလည်းရှိခဲ့ပါတယ်။အချက်လက်တွေကိုဖော်ပြတဲ့အခါမှာနောက်နိုင်ငံသဘောတရားတွေလွှမ်းမိုးခံထားရတဲ့ဒိုနာတွေရဲ့အကြိုက်ကိုလိုက်ပြီးတတတူတူဖော်ပြတတ်လေရှိပါတယ်။သူတေသနာအဖွဲ့အစည်းကြီးဖြစ်ပေမဲ့အချက်လက်တွေအတည်ပြုတဲ့အခါမှာလည်းဗန်းများတဲ့အချက်လက်တွေကိုမယူဘဲအနောက်နိုင်ငံကြီးတွေရဲ့နိုင်ငံရေးဥတီချက်နဲ့ကန့်ညီတဲ့အချက်တွေသက်သက်နဲ့ပဲအတည်ပြုအစီရင်ခံစာထုတ်လည်ရှိတယ်လို့ဝေဖန်ခံရတာတွေလည်းရှိခဲ့ပါတယ်။ထင်ရှားတဲ့ဖြစ်ရပ်က2008ကဗင်နီဇွဲလားနိုင်ငံမှာသမ္မတဟူဂိုချာဗက်စ်ကိုလူခွင့်ရေးချိုးဖောက်မှုအဖြစ်ဆွဆွဲထားတဲ့အစီရင်ခံစာရေးခဲ့တာပါ။ဒီလိုအစီရင်ခံစာရေးဖို့ကူးကားတဲ့တပ်တွေကချာဗက်စ်အစိုးရကိုစန့်ကျင်တဲ့နိုင်ငံရေးသမားတွေနဲ့ပုဂ္ဂလိကမီဒီယာတွေသက်သက်ပဲဖြစ်နေတာပါ။လွတ်လပ်တဲ့အခြားရင်းမြစ်တွေနဲ့ထပ်ဆင့်အတည်မပြုဘဲရေးထားတဲ့အစီရင်ခံစာကိုအမှန်တရားဖြစ်တိုက်ရိုက်သုံးခဲ့တယ်။အစိုးရရဲ့မူဝါဒကိုထောက်ခံတဲ့အဖွဲ့တွေနဲ့ဗမ်းမလိုက်တဲ့ဒေသခံလူမှုအဖွဲ့အစည်းတွေရဲ့ရှင်းလင်းချက်တွေတုံ့ပြန်တဲ့အချက်တွေကိုအစီရင်ခံစာမှာမထည့်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့အမေရိကန်စီးရေးတိုက်ပွဲကာလအတွင်းမှာဂျာဗက်စ်ကအမေရိကန်အစိုးရကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီးလက်တင်အမေရိကမှာအမေရိကန်ဩဇာမလွန်မှုနိုင်အောင်ကြိုးစားနေတဲ့သူဖြစ်လို့ပါ။ဒါကြောင့်လည်းဝါရှင်တန်အစိုးရကဂျာဗက်စ်အစိုးရကိုဖြုတ်ချခြင်းနေတဲ့အချိန်ဖြစ်နေတော့ဒီအစိုးရကိုနိုင်ငံကအလဲမှာအထီးကျန်ဖြစ်အောင်လုပ်ဖို့နဲ့အမေရိကန်ကဗင်နီဇွဲလားအပေါ်စီးပွားရေးနိုင်ငံရေးပိတ်ဆို့အရေးယူတာတွေလုပ်နိုင်ဖို့လူ့ဝင်ရေးချိုးဖောက်မှုဆိုတဲ့ခေါင်းစဉ်နဲ့လမ်းခင်းပေးလိုက်တာပါဒီအကြောင်းအရာကိုအချက်လက်နဲ့တကွာပြင်းပြင်းထန်ထန်သုံးသပ်ဝေဖန်ပြခဲ့တဲ့ပညာရှင်ကတော့လက်တင်အမေရိကနိုင်ငံရဲ့နိုင်ငံရေးနဲ့စီးပွားရေးဆိုင်ရာကျွမ်းကျင်သူ Mark Wybrow ပဲဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကဒေါက်တာနူဝမ်ဂျုံစကီဆိုတဲ့ကမ္ဘာကျော်တက္ကသိုလ်ဗေဒပညာရှင်ပါဒီပညာရှင်တစ်ယောက်ကဦးဆောင်ပြီးအခြားပညာရှင်120နီးပါးက HRW အနေနဲ့လူခွင့်ရေးကိုကုတုံးလုပ်ပြီးအမေရိကန်အစိုးရရဲ့နိုင်ငံသားရေးမူဝါဒအလိုကျလက်လုပ်ပေးနေတယ်ဆိုတဲ့သဘောနဲ့တရားဝင်ထုတ်ကန့်ကွက်စာပေးခဲ့ပါတယ်တရားဝင်ထုတ်ပေါ်ပြောဆိုခဲ့တာလည်းလုပ်ခဲ့ပါတယ်နောက်ထပ်တစ်ခုက HRW အဖွဲ့အစည်းကိုတည်ထောင်သူတူဦးဖြစ်တဲ့ Robert A. Bernsteinကိုယ်တိုင်ဒီဖွဲ့စည်းကဗလိုက်မှုရှိတယ်လို့ New York Times သတင်းစာကနေစောင်းမားတဲ့ကြောင်နဲ့ကဘာသိအောင်ဝေဖန်ထောက်ပြခဲ့မှုပါတယ်။အစ္စရေးနဲ့ပါလက်စတိုင်းပြည်ပခါပေါ်မှာ HRW ကအရှေ့အလယ်ပိုင်းဒေသတွေကအာဏာရှင်နိုင်ငံတွေရဲ့စိုးဝါးတဲ့လူ့ခွင့်ရေးချိုးဖောက်နေတာတွေကိုလစ်လျူရှုပြီးပွင့်လင်းလွတ်လပ်တဲ့ဒီမိုကရေစီလူ့ဖွဲ့စည်းဖြစ်တဲ့အစ္စရေးနိုင်ငံအပေါ်မှာပဲအပြစ်ရှာဆွဆွဲနေတာတွေကိုအလွန်ကျွံလုပ်နေတယ်လို့ဝေဖန်ထားခဲ့ပါတယ်။ဟွန်ဒူရက်စ်နိုင်ငံမှာဖြစ်ခဲ့တဲ့အာဏာသိမ်းဖြစ်စဉ်မှာလည်းအခြေအနေကိုမျက်မှောက်တတမဖော်ပြပဲအချို့ဖြစ်ရပ်တွေကိုထိန်ချန်ထားတာဒါမှမဟုတ်ပုံပြတ်ဖော်ပြတာတွေကိုရှိခဲ့တယ်လို့ဝေဖန်ခံခဲ့ရမှုပါတယ်။ဟွန်ဒူရက်ဖြစ်ရပ်ကိုအတူချုပ်ပြောရရင်အာဏာသိမ်းခံတဲ့သမ္မတကအခြေခံဥပဒေမှာပါတဲ့သမ္မတတက်တံကိုပြင်ဆင်မှုစ조사ရင်လိုရာထူးကနေထုတ်ပယ်ပြီးသားဖြစ်တယ်ဆိုတဲ့အခြေခံမူကိုချိုးဖောက်ပြီးသမ္မတတက်တံပြင်မှုအစွစ조사ခဲ့တယ်။ဒါကိုတားဆီးခဲ့တဲ့တရားလွှတ်တော်နဲ့စစ်တပ်ကသမ္မတကိုဖြုတ်ချတဲ့ဖြစ်ရပ်ပေါ်မှာပဲလူခွင့်ရေးရှုထောင့်ကနေကြည့်ပြီးတော့ကဘာတိအစီရင်ခံဆွဆွဲခဲ့တယ်။2003ဘဂဒက်လေကြောင်းတိုက်ခိုက်မှုအတွင်းမှာလည်းအမေရိကန်ရဲ့မဟာမိတ်တွေကရသားတွေပေါ်စိုးစိုးဝါးပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ဆွဆွဲထားတဲ့အစီရင်ခံစာကိုထုတ်ခဲ့တယ်။ဒါပေမဲ့စစ်ဘက်ဆိုင်ကျွမ်းကျင်သူတွေနဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတွေကနေပြည်မှာကွင်းစင်းစစ်ဆေးတဲ့အခါမှာ HRW ရဲ့အချက်လက်မှာဖော်ပြတာတွေကိုတွေ့လိုက်ရတယ်။ဘုံမျိုးစာပြစ်မှတ်အရေးအတွက်နဲ့တေဆုံးသူအရေးအတွက်ဖော်ပြချက်တွေကပုံကြီးချဲ့ထားတယ်ဆိုတာကိုစစ်ဆေးနိုင်ခဲ့ကြတယ်။ဆာဒန်ဟူစိန်အစိုးရရဲ့ယူရက်စစ်တပ်ကအရသားဆောက်အုံတွေနဲ့လူနေရက်ွက်တွေကိုအရန်တားလုပ်ပြီးစစ်လက်နက်တွေနဲ့ကုကဲရုံအခြေစိုက်ထားတာတွေကိုမဖော်ပြပဲအမေရိကန်စစ်တပ်နဲ့မဟာမိတ်တပ်တွေကရသားတွေကိုရေချက်ရှိပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ပုံဖြတ်ဆွဆွဲခဲ့တယ်။အဲ့ဒီဖြစ်ရမှာလဲ HRW ကကိုယ်တိုင်ကွင်းစင်းမစစ်ဆေးနိုင်ပဲဒေသခံအီရတ်ပြန်ပေးဆက်အဖွဲ့တွေဆာဒန်ဟူစိန်အစိုးရဘက်ကထုတ်ပြန်တဲ့ပြန်ကြားရေးသတင်းတွေနဲ့စစ်ပွဲကြောင့်ထွက်ပြေးလာတဲ့သူအနှဲငယ်ရဲ့ပြောစကားတွေကိုပဲအခြေခံပြီးအစီအရင်သာရေးခဲ့တာလို့ထင်ရှားခဲ့တယ်။ HRW အဖွဲ့မှာနှစ်30ကျော်အလုပ်လုပ်ပေးခဲ့တဲ့အမှုဆောင်ဒရိုက်တာ Kenneth Roth ကိုယ်တိုင်Saudi billionaire စီကအလူငွေ 4.8 တန်းယူခဲ့တယ်။အလဲလဲအနေနဲ့ကတော့အဲ့ဒီ billionaire ရဲ့ကုမ္ပဏီကအလုပ်သမားအခွင့်အရေးချိုးဖောက်တာ LGBT ကျူဆန့်ကျင်လုပ်ရက်တွေကိုဖုံးကွယ်အစီရင်ခံပေးခဲ့တယ်။ဒီအချုပ်တော်ပုံကြောင့်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကိုယ်တိုင်ငွေကြေးဩဇာရယူပြီးလူခွင့်ရေးကိုလက်ထိုးဖုံးကွယ်ခဲ့တယ်လို့အပြင်းထန်ဝေဖန်ခံခဲ့ရတယ်။မိုးစော်ဒရိုက်တာကိုယ်တိုင်တရားဝင်ပြန်တောင်းပန်ခဲ့ရတယ်လို့ဘီလီယံနာစီကယူထားတဲ့အလှူငွေ 4.8 တန်းကိုလည်းပြန်ပေးခဲ့ရတယ်။ဒါတောင်မှယာတုကနေမထွက်ဘဲနောက်ထပ်2နှစ်ကြာအောင်တာဝန်ယူနေခဲ့တာကြောင့်ဝေဖန်ခံခဲ့ရသေးသလို HRW အဖွဲ့အစည်းရဲ့နာမည်လည်းပြတ်ခဲ့ရတယ်။အဲ့ဒီလိုနာမည်ပြတ်ရှိနေတဲ့အဖွဲ့အစည်းကရခိုင်ပြည်နယ်အရေးမှာမြေပြင်မှာတကယ်ရှိနေသူတွေကိုအခြေမခံထားတဲ့လူခွင့်ရေးချိုးဖောက်မှုဆိုင်ရာအစီအစဉ်စာကိုထုတ်ခဲ့တယ်။ဖြစ်ရတဲ့မဆိုင်တဲ့ graphic ပုံတွေနဲ့ပုံဖော်ထုတ်ပြန်ခဲ့တယ်။ဒါကြောင့်လည်းတန်းဆောက်ခံရွာကိုကိုယ်တိုင်သွားပြီးသတင်းယူခဲ့တဲ့ကိုနီမီထွန်းကတော့တိုက်ပွဲဖြစ်တဲ့အချိန်မှာရွာသားတွေကအာရခတက်တော်ကကဲထုတ်ပေးနေတဲ့ဗီဒီယိုတွေနဲ့အစီအစဉ်စာမှာဖော်ပြထားတဲ့ graphic ပုံတွေကလွဲနေတာကိုထောက်ပြခဲ့တယ်။အခုမြင်ရတဲ့ဗီဒီယိုဟာဆိုရင်အဲ့ဒီ2024မေလ2ရက်နေ့ကဒီထက်6ကင်ရွာသားတွေကိုပေါ့လေအာရခတက်တော်အေကလုံခြုံတဲ့နေရာကို
ပို့ပေးခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီထန်း6ကရွာသားတွေကဒီရွာကထွက်ပြေးလာတာကိုဒီအာရခတက်တော် A ကနေပြီးတော့မှဝိုင်းပြီးတော့ပြစ်ခတ်တယ်ဆိုပြီးဒီ HRW ရဲ့ဒီထုတ်ပြန်ချက်ဟာဒီမြေပြင်နဲ့ဘယ်လောက်ထိကွာခြားနေလဲဆိုတာကိုမြင်တွေ့ရတာဖြစ်ပါတယ်ပြီးတော့မှဒီအခုလက်ရှိဒီထန်း6ကရွာသားတွေကိုဒီအာရခတက်တော် A ကနေပြီးတော့မှရွာသေးချပေးထားတာရှိတယ်ပြီးရင်ကင်းတောင်တို့ဦးလှဖေတို့နဲ့တခြားနှိစက်ရွာတွေမှာလည်းဒီသူတို့ခိုးလုံးနေရွာသားစုစုပေါင်း900လောက်ရှိရမှာလဲစစ်ချောင်းပြီးခြားဒေသခြားနိုင်ငံတွေစီကိုရောက်သွားတဲ့လူဦးရေ100လောက်ကလွဲပြီးလူဦးရေ800ကျော်ဒီလက်ရှိအချိန်မှာရှိနေစေဖြစ်တယ်လို့ပြောပြထားတယ်။ဒါဆိုရင်တော့ဒီဖွဲ့စည်းရဲ့သဘောတရားကိုတီးမိခောက်မိရှိလောက်ပါပြီ။ဒီဖွဲ့စည်းကအမေရိကန်ခြေစ NGO ဖွဲ့စည်းဖြစ်တာကြောင့်အမေရိကန်နဲ့ဥရောပနိုင်ငံရေးသမားတွေလွှမ်းမိုးခံရတာလို့ခံမှန်းနိုင်ပါတယ်။ဖြစ်ရတဲ့ခုကိုလူခွင့်ရေးစံနှုန်းတွေကနေမှန်မှန်ကန်ကန်အခြေခံပြီးစောင့်ကြည့်တာတွေမဟုတ်တဲ့အလိုရှင်အလိုကြမဲ့ရှုထောင့်ကနေဖော်ပြတတ်တဲ့အမှားယွင်းတွေရှိတတ်တာကိုလည်းသတိပြုမိလောက်ပါပြီ။အဖွဲ့ကိုယ်တိုင်ကလူခွင့်ရေးဆိုတဲ့စံနှုန်းတွေကိုအခြေမခံပဲနိုင်ငံရေးရည်ချက်တွေနဲ့ပုံပြတိုက်ခိုက်တတ်တဲ့ဖြစ်ရတွေရှိခဲ့တာကိုလည်းသိနိုင်လောက်ပါပြီ။ဒါကြောင့်အာရခတက်တော်ပေါ်ဆွဆွဲထားတဲ့စီကံစာကလည်း HRW တမိုင်းတစ်ချောင်းမှာမှားခဲ့ဘူးတဲ့ဘလို့အကြောင်းအရာတွေနဲ့ဆက်နိုင်လဲဆိုတာကိုစဉ်းစားလို့ရလောက်ပါပြီ။မြေပြင်ကွင်းမစင်းနိုင်ပဲထွက်ပြေးလာတဲ့ရခိုင်မုန်းတီးသူတွေရဲ့စကားကိုအခြေခံနေတာလား။မြန်မာစစ်တပ်ပိုင်းသတင်းမီဒီယာတွေအပေါ်မှာအခြေခံနေတာလား။မြန်မာနိုင်ငံကိုမသိရိုးညာရေးတာသိတဲ့ကမ္ဘာအနှံ့ကအလူရှင်ဘီလီယံနာကြီးတွေရဲ့သဘောပေါ်မှာအခြေခံနေတာလားဆိုတာကစဉ်းစားစရာပါ။အခြားမခံမနိုင်တဲ့ကမ္ဘာနိုင်ငံရဲ့အခင်းကျင်းတွေရဲ့ဥဆောင်မှုပေါ်မှာအခြေခံနေတာလားဆိုတာကလည်းစမ်းစစ်ဖို့လိုလာပါပြီ။ဒီဖွဲ့စည်းက NGO ဖွဲ့စည်းဖြစ်တယ်ကမ္ဘာအဆင့်မီဖွဲ့စည်းကြီးဖြစ်ပေမဲ့စံနှမျိုးကျင့်သုံးတယ်လူ့ခွင့်ရေးစံနှုန်းရှုထောင့်ကနေချင်းကက်တာတဲ့ပြလို့တဲ့အပိုင်းကိုပဲတည်တဲ့ရွေးထုတ်ဖော်ပြတတ်တဲ့ရည်တည်ချက်မျိုးလည်းရှိနေပါတယ်မတော်တဆအမှားမျိုးမဟုတ်ပဲအလူရှင်နောက်ခံဝန်ထမ်းတွေရဲ့နိုင်ငံရေးနောက်ခံနဲ့အနောက်တိုင်းဗဟိုပြုစံနှုန်းတွေပေါ်မှာအခြေခံထားတဲ့ပကတိအားနည်းချက်ရှိတဲ့အဖွဲ့အစည်းကြီးလည်းဖြစ်နေပါတယ်သို့ပေမဲ့ဒီအဖွဲ့အစည်းကြီးက Saudi ဘီလီယံနာကြီးကလက်ငွေယူပြီးတော့ကျင့်ဝတ်ပြပြခဲ့တာကိုပဲတရားဝင်တောင်းပန်ခဲ့မှုတာရှိပါတယ်အခြားဝေဖန်ခံရတဲ့ဖြစ်ရပ်တွေပေါ်မှာတော့ဖွဲ့စည်းဘက်ကမှန်ကန်တယ်လို့သာတုံ့ပြန်ကာကွယ်လေးရှိပါတယ်ဒါကြောင့်ဒီအပေါ်မှာနေတာသူတွေအနေနဲ့ကတော့ပြင်ပပညာရှင်အဖွဲ့အစည်းတွေခေါ်ပြီးတံပြန်သက်သေပြနိုင်ဖို့နဲ့ကမ္ဘာမီဒီယာတွေကိုခေါ်ပြီးလက်တွေ့ကျကျသက်သေပြနိုင်ဖို့ပဲရှိပါတော့တယ်